အားလုံးပဲမင်္ဂလာပါရှင်ဟိမန်ဒါရီကနေကြိုဆိုလိုက်ပါရယ်ဒီနေ့ကတော့သူများအိမ်မှာသွားပြီးတော့ချက်စားဖြစ်ခဲ့တဲ့အုံထမင်းချက်နီလေးကိုတင်ပေးလိုက်တာဖြစ်ပါရယ်ရှင်အုံထမင်းဆိုလို့ရှိရင်ဆိုင်ရလေလို့မဟုတ်ဘဲနဲ့အစီအနှစ်အရန်မများဘဲနဲ့သွေးလည်းမတိုးဘဲနဲ့ပုံမှန်လေးစားလို့ရတဲ့အနေအထားလေးကိုချက်ပြပေးထားလို့အားလုံးပဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါအောင်ရှင်သူနဲ့တူတွဲစားဖို့ချက်သားဟင်းလေးတွေထည့်ချက်ပြပေးထားတာဖြစ်လို့အားလုံးပဲလိုက်ကြည့်ပေးကြပါနော်အီပြည်စီဖို့အတွက်ချမောင်ဟင်းချက်နီးလေးကိုလည်းတင်ပေးလိုက်ပါရရှင်။ကဲပထမဦးဆုံးစားချက်ဖို့အတွက်ကြက်ပေါင်လုံးလေးတွေကိုအရင်ဆုံးအရသာထည့်ပါမယ်ရှင်။စားဟင်းချုံမုံငံပြရည်ရဲ့စနင်းမုတ်လေးရဲ့အနှဲငယ်ထည့်ပြီးတော့အားလုံးကိုတေချာလေးနှက်ထားလိုက်ပါမယ်ရှင်။နှက်ထားပြီးသွားရင်တော့ရေခဲတက်တာထဲမှာထည့်ထားလိုက်ပါမယ်ရှင်။ပြီးရင်တော့စပြီးတော့ချက်ဖို့အတွက်ဆိုရင်တော့ကြီးကတော့ကြက်သွန်နီလေးကိုတုံးထားပါတယ်ရှင်ကြက်သွန်နီအနှစ်များများလေးရချင်လို့ပါရှင်ကြက်သွန်နီလေးတွေကိုကြိတ်ပြီးတော့ထားပါမယ်ပြီးရင်လည်းဂျင်းကြက်သွန်ဖြူလေးကိုလည်းကြိတ်ထားပါမယ်ရှင်အိုးပူလာပြီဆိုလို့ရှိရင်တော့စီထည့်ပါမယ်ရှင်ဒီနေရာမှာကြက်ပေါင်က14ပေါင်ဖြစ်တဲ့ကြောင့်မို့လို့စီကတော့30သားလောက်တုံးထားပါတယ်စနင်းမုတ်လေးထည့်ပါမယ်ပြီးရင်တော့ကြက်သွန်နီကြိတ်ထားတာလေးထည့်ပါမယ်ရှင်ကျက်သွန်နေကြိတ်ထားတာလေးထည့်ပြီးပြီဆိုရင်တော့ကျက်သွန်ဖြူနဲ့ဂျင်းနဲ့ကြိတ်ထားတာလေးကိုလည်းထည့်လိုက်ပါမယ်ရှင်ဒီနေရာမှာတော့ရွှေရောင်တန်းအောင်လို့တော့တေချာလေးတော့မှွေပြီးတော့စီတက်ပေးပါရှင်ပြီးရင်တော့အယောင်အတွက်အယောင်တင်မုတ်လေးထည့်ပါမယ်ရှင်ဒီအယောင်လေးကတော့ကြတော့လေဒီမှာအယောင်လေးကနည်းနည်းလက်လွန်ကျက်သွန်လေးဖြစ်သွားပါတယ်ရှင်ပြီးရင်တော့အရသာနှက်ထားတဲ့ကြက်ပေါင်လေးတွေကိုထည့်လိုက်ပါမယ်ရှင်ရေလေးထည့်ပြီးချက်လိုက်မယ်ဆိုလို့ရှိရင်တော့ရပါပြီရှင်ကြက်သားချက်လေးပါရှင်ဒီမှာတော့ဆန်ကိုတော့တပီးချက်သုံးထားပါတယ်เนาะအုံတို့က2ဘူးပါရှင်ချက်သွန်နီလေးလည်းထည့်ပြီးတော့စားချင်တာမို့လို့ချက်သွန်နီလေးပါထည့်ချက်လိုက်ပါရရှင်အရသာအတွက်ကတော့တကြား3စွန်စားလေး2စွန်ထည့်ထားပါရရှင်ပြီးရင်တော့ထမင်းချက်တဲ့အတိုင်းလေးကိုချက်လိုက်မယ်ဆိုလို့ရှိရင်တော့နောက်ဆုံးမှာတော့အုံထမင်းလေးကိုရပါပြီရှင်အုံထမင်းနဲ့အတူတူတွဲစားဖို့အတွက်ချမောင်ရွက်လေးကိုလည်းချက်ပြပေးထားပါတယ်ရှင်ချမောင်ရွက်လေးတွေကိုရေသေးချဆေးပါမယ်ရှင်ပြီးရင်တော့ချမောင်ရွက်ထဲကအချင်တက်လေးတွေအရမ်းများနေမှာဆိုလို့ချမောင်ရွက်လေးကိုအရင်ပြုတ်လိုက်ပြီးတော့ပြုတ်ရည်လေးကိုတွန်းလိုက်ပါမယ်ရှင်ပြီးရင်တော့ကြက်သွန်နီလေးထည့်မယ်ကြက်သားမုတ်လေးထည့်မယ်ဆိုလို့ရှိရင်တော့ရပါပြီရှင်ရေနွေးလေးအနည်းငယ်ထည့်ပြီးတော့တည်လိုက်မယ်ဆိုရင်တော့ချမောင်ဟင်းရည်ကြီးလေးရပါပြီရှင်ဒါဆိုရင်တော့အုံထမင်းနဲ့လိုက်ဖက်တဲ့ချမောင်ဟင်းရည်လေးရပါပြီရှင်အုံထမင်းပွဲလေးတွားပြင်လိုက်ကြရအောင်နော်ပထမဆုံးပုံစံခွက်လေးအနေနဲ့ပကံလုံးလေးတစ်လုံးနဲ့ကိုအုံထမင်းလေးတွေထည့်ပါမယ်ရှင်ပြီးရင်တော့ကိုစားမဲ့ပကံလေးတဲကိုမှောက်ပြီးတော့ထည့်လိုက်လို့ရှင်เนาะဆိုင်ရလိုမျိုးလေးလှလှပပလေးရပါပြီရှင်ပြီးရင်တော့မဆလာနဲ့မှုမွေးလေးနဲ့ချက်ထားတဲ့ကြက်ပေါင်လေးကိုထည့်လိုက်ပါမယ်ရှင်ကြက်ပေါင်လေးကလည်းအနှစ်ကြကြလေးနဲ့အသားလေးကနုနုအီအီလေးနဲ့ဆိုတော့အရန်ကိုစားလို့ကောင်းပါတယ်ရှင်အုံထမင်းနဲ့မှုမွေးလေးနဲ့ကြက်ပေါင်လေးနဲ့ဆိုတော့အရန်ကိုလိုက်ဖက်တော့ပေါ့ရှင်ပြီးရင်တော့ဒါကတော့သူနဲ့လိုက်ဖက်တဲ့ဟင်းပွဲအဆက်လေးဖြစ်ပါတယ်ရှင်ငပိကျော်လေးရဲ့ချမောင်ဟင်းရည်ကျဲလေးပဲပါပါတယ်ရှင်အားလုံးပဲအဆုံးထိကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ရှင်